လုံးဆုံးရင်အာယုယူကြရအောင်တရားဝဲမစမိမှာအနည်းငယ်တန်တိတကထာပြောကြရအောင်ဘုန်းကြီးနဲ့မကွေးနဲ့ဘုန်းကြီးဟာနှစ်တော်ကြာကွာဟသွားခဲ့အခုမှပြန်လည်ပြီးတော့ကျေးဇူးတော်ရှင်နိုင်ငံတော်သံဃာမနာယကဘွယ်ဥက္ကဋ္ဌအကမဟာပါဏိတအဘိဓဇအကမဟာတရမဇောတိကဘိဓဇမဟာရထဂုရုဆရာတော်ဘုရားကြီးအမိပြုပြီးတော့ဂုဏ်တော်ကျောင်းမှာတည်ထောင်ထားတဲ့ကရုဏာရှင်များနာယကူညီမှုအသိဉာဏ်လေးပြည့်ဓမ္မပူဇာတပည့်နဲ့ပြန်လည်ပြီးတော့ဆုံတွေ့ခွင့်ရခဲ့တယ်ပေါ့ရခဲ့ပြီဒီတော့ယနေ့အလဲကြပင်မတရားအလူရှင်ကတဖက်မိဘသက်ရှိဥစိန်ဝင်တော်ကြည်ကြည်အေးတဖက်မိဘကွယ်လွန်သူဥလထွန်းသက်ရှိတော်ဧတန်တို့ကိုယေရှုအမှုထားသည်မကွေးမြို့သိငါရနင်းစီလန်းဥဧကိုတော်တင်ခိုင်သမိမမေသဇင်ထွန်းမဆုရဝေထွန်းမိသားစုတို့ကတဲ့တဖက်အဖဥလထွန်းကိုယေရှုထားသည်ဖြစ်သောကြောင့်ရှေးဥစွာဥလထွန်းနှင့်တကွဘုန်းကြီးတို့ရဲ့မေတော်ခမဲတော်များအလုံးသောတရားနာပရိသတ်တို့ရဲ့ဘဝပြောင်းသွားမိဘဆွေမျိုးများကိုရည်ညွှန်းပြီးတော့တရားနာဖိတ်ခေါ်ပါမယ်မာတာပိတရောဗုဒ္ဓတဒေတိတံဓမ္မဒေသနာမာတာပိတရောဗုဒ္ဓတဒေတိတံဓမ္မဒေသနာဇာတဌာနာအာကန္တဝနာသုနန္တုဣမံမန္တပံမာတာပိတရောမိဘကျေစုမြင့်မို့ဥကိုယေရှုကမျောလွန်တိမ်ပေါ်၍အိတော်လက်တနုရိုက်တလည်းနေညာမမေ့ဘဝင်ခွေလေနေ၍မယမရဏသေမေမပြေအနာခောတိတာကြောင့်လူရွာပြေထားလိုက်ပါသွားတဲ့အာလမြတ်ဖြောရဲ့ရှင်နဏိသားရွယ်ကဘဝတစ်ပါးပြောင်းသွားကွယ်လွန်သည့်နန္ဒာကျေးဇူးရှင်မြတ်မိခင်တော်မေရဲ့ရှင်သက်30ရွယ်မသက်တော်80ဝါတော်30အရာဘဝနာထံဇံလွန်လေပြီးဖခင်ကြီးဥဒ္ဓမိကယနေ့ဓမ္မပူဇာလက်ကြအလူရှင်ဥေကိုတော်တင်ခိုင်တို့ဤတဖက်အဖဥလထွန်းနှင့်တကွာအာလုံးသောတရားနာသူများပို့လူတို့ရဲ့မိခင်ဖခင်ဆွေချင်းမျိုးဆက်အပေါင်းတို့သည်ဣမမနပန္ဒမရှိကြီးရိုက်ချော့ဒီကိုဖန်ဒီပြုပြင်တန်သာခြင်းသည်ပလင်ပွေနာမကွေတိုင်းမကွေခရိုင်မကွေမြို့ဂုံတော်ရကရုဏာရှင်များနာဤကုညီမှုအသင်တရားဂုံတော်ကြောင့်တိုက်တာဓမ္မမန္တတော်အတွင်ရှိသောဇာတဌာနာကမ္မတက္ကဓမ္မတာကြောင့်ရှိလျာယသန္တရာဘဝဘုံဌာနရှိကအာကန္တဝနာသမောင်တပါးစေရနာထား၍ရှင်အာဝံပြောဖိတ်ခေါ်လေသာနာယံကြာယာကနာတော်နှင့်သောလင်မကြလာရောက်ပါ၍ဗုဒ္ဓသာဘာဝရှင်မြတ်ဝသင်္ကန်းဖြင့်တင်လွန်ချေယုံပလင်ဘုံဝဲ
ညာဟုံကွန်မြူတင်ထုရှေတသာယဟဤဒေဝိတာရှင်မကိုသာသဘောထား၍ဟောကြားတော်မူအပ်ပါပြီသောဓမ္မဒေသနာသုံးမောပိတကငါယနိကေကိုယ်သွေငါဓမ္မခန္ဓာ84,000တွင်သောဒနာပိရကခုတ်တကနိကေဓမ္မပရာပါဠိအတ္တကရာတွင်လာရှိသည်စိတ်ဓာဝက်လာဘုဒ္ဓကတဒိဋ္ဌမထေဝတ္ထုဆိုအပ်သောကရုဏာရှင်ဗုဒ္ဓသို့မဟုတ်နာယီကုညီသူဗုဒ္ဓဟူသောတရားတော်ကိုဒုနာတုကြည်သာရွှင်ပြအာယဝံပြောသာတော်ထံမောက်ကောင်းညိုရောက်အောင်သမီးတော်ထံမောက်ကောင်းညိုရောက်အောင်ဝမ်းမြောက်ဝမ်းသာအပြည့်ကလေးလာရောက်ခါနာကြနိုင်ညပါစေကုန်သတည်းဒါရောက်အေးနော်လွယ်မပြတ်ပါဘူးဆွဲပခဲချိတ်ခါတဲ့အထက်အိယာမသိရှိယမိတာမိတာဥဝဲလွတ်စုကဲငိုလင်းဩဥဝဲလွတ်စုကဲငိုလင်းတူတွဲကိုပွေးပိုက်လို့ထားကျင်ကြီးနဲ့ကျင်ငယ်ပါမြင်မပွဲပင်ညယွန်စပွဲမနေအားဝေဘူးအမိမြတာဝန်နဲ့ဟောသာသမီတယောက်ရဲ့မရှင်ကျဲဥတလုံးသာမိဘဝမ်းနဲ့ရောက်ပါမှာကလေးဟာကြည်ပြင်းတယ်လူလားမြောက်တယ်လို့အဆိုပြုခဲ့ကြလုံကြီးသေးအညီသေးဝတ်သေးဝတ်ထားရင်ဝင်ညာသားလေးသမီးလေးပွင့်ပိုက်ထားလို့ကျင်ကြီးချင်းငယ်များသွားရင်မိဘများစိတ်ဆိုးသလားတုတ်တော့မလှုပ်ရဲဘူးကျင်ကြီးချင်းငယ်တန်ပြီးတော့ယောဂဖြစ်မှဆိုလို့လေပါဇက်ကတတိလက်ထားရအောင်မိုးမရွာပဲနဲ့အကုန်လုံးရွှဲကုန်အောင်မယ်မှန်ရလားပိသရေအေးဒါကြောင့်ကျင်ကြီးနဲ့ကျင်ငယ်ပါမြင့်မပွဲပေညာယွန်စပွဲမနေအားပေဘူးအမေမြတာဝန်ထထိုင်နိုင်အရွယ်ကြီးတောင်မှလျှော်အနိပြုရကြပြွန်းသာရီသမီးတွေသူ့ဝသူလျှော်နိုင်တယ်ခေါင်းနိုင်သိမ့်နိုင်တဲ့အရွယ်ရောက်ပြီမဲ့လို့မိခင်များကမပြောင်းမစင်မချိုးမကြမဆိုတဲ့အတွက်ဒါကြောင့်7 နှစ်12 နှစ်သားကြီးတိုင်အောင်မိဘကိုယ်တိုင်ဖွတ်လျှော်ပေးခဲ့ရမိဘကျေးဇူးဘယ်သူကျေးဇူးထားထိုင်တဲ့အရွယ်ကြီးတောင်မှလျှော်အနိပြုရကြပြွန်းမျောပြီး၍ကရုဏာတွေလွန်နဲ့ယူရအမွန်ဖြစ်လာတတ်မှာတော့မေတ္တာတတည်တယ်လျက်ပေမိခင်မြတ်ဖြေတဲ့ကြည်လားမိဘများဟာသားလေးသမီးလေးမျက်စိအောက်ကပြောက်မခံရင်ဘူးမှန်ရလားမျောပြီး၍ကရုဏာတွေလွန်နဲ့ယူရအမွန်ဖြစ်လာတတ်မှာတော့မေတ္တာတတည်တယ်လျက်ပေမိခင်မြတ်ဖြေမိမပြနေတတ်လေအောင်ဩမိမပြနေတတ်လေအောင်ရွှေရလေခါပေးရသည်အိမ်ကြမှာကြိုက်တယ်လို့ဆွဲကြပြီတော့မှန်ရလားပိသနေ့လေကြောင်းသွားတယ်ဓမ္မမို့အလုတ်ကိုင်းသွားတယ်ဓမ္မမို့ရဝိသီသသွားပညာသင်တယ်ဓမ္မမို့ခေါ်တယ်ဆိုတဲ့နိုင်ငံညာတွေမှာပညာတွေသင်အလုတ်တွေသွားလို့ကြတော့မိဘကတဏှိမှမမေ့ဘူးအမြဲမပြတ်သတိရမှန်ရလားဗုဒ္ဓဘာသာမိဘများဆိုရင်ဖြင့်ချစ်ကြည်ပြုပညာဆက်ပါရဲ့ချမ်းသာလေရဲ့ဒီနေ့ရမသက်ရှိခြင်းငယ်ဝစီချွေမှန်လျောမှန်လျော96ပြည့်ပြမသိအောင်8 နာရီတိုင်းဖြင့်ကြောစိတ်နှကောင်းမြရေးခြင်းညနေဝင်ကြောကြောပန်းရွှေခြင်းတင်ပေါ်လို့တမျောမြို့ရွယ်က
ဘုရှင်ကသင်္ပရိကနဲ့ရွှေရှင်စိတ်အေဖို့နော်ဖျားတဲ့ဗုဒ္ဓဇဂါထာကိုအခါကပြန်ညိလို့ဖန်ရဝိတောင်းထိတ်အပြန်တောင်းပရိတ္တဥရိတပိတယံကိုဩဥရိတပိတယံကိုမေမမဖမယုမေပါလေ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 တော်မှာပဲတော်ကြမလေးကရုံကြီးနဲ့ဘုန်းကြီးပေါ့အေးကိုယ်တိုင်များမွေးခဲ့သလားလို့တော်ရမမိဘကျေးဇူးသွားဟောပြန်သွားတော့သူတို့ကဂယုမဆိုင်တော့ဘုန်းကြီးကနောက်ကပါမန်းတယ်အဲ့ဒီမှာကိုယ်နဲ့တက္ကမ2ယောက်တယောက်ကပြောကောင်းမကြီးငါကလေးမွေးရင်တော့ဒီဘုန်းကြီးကလေးလေးငားကျင်နဲ့တော့တယ်အဲ့တော့ဟိုတယောက်ပြောတဲ့စကားကို6ပြောရင်ကျန်တဲ့ကိုယ်နဲ့တယောက်ကတော့ကိုယ်ရပြီမှယောက်ျားဆုံးသွားဟန်တူပါတယ်သူစကားနားထောင်ညီတို့ကတော့ပိုက်ဆံလည်းရှိအိမ်တောင်လည်းရှိတော့ကလေးကျော်ငားနိုင်တာပေါ့တော့တဲ့ကျွတ်တို့တော့အိမ်တောင်လည်းမရှိပိုက်ဆံလည်းမရှိကလေးကျော်ငားနိုင်မောင်တော့တဲ့ငားမဲ့ငါကလေးဖေပဲငားကျင်လေတဲ့အခုလဲတော်မှတော်ကြကလေးဖေငားကျင်ဒုက္ခပဲကိုက်မိဘမေတ္တာပေါ်လွင်မလားဖေတာအဲ့ဒါကြောင့်သတ္တသီလဒါနပညာဤလေးပြားစပ်ပါမိဘကျေးဇူးလားလို့မိဘကျေးဇူးသိကြပါစေမြို့တက်တဲ့နောက်ခဲ့လူသားများအတွက်ဘုန်းကြီးများကအသိဉာဏ်ပေးရပါတယ်စိတ်ဝင်စားဖြစ်အောင်လည်းပဲအတိတ်နဲ့တွေးကြုံနဲ့သပြားနဲ့ဆိုပြီးတော့ဒါပြောရတာပေါ့မာယခါကြတော့တရဏဂုံ3ပါးစောက်ပြီးမယ်အဲ့ဒီတရဏဂုံ3ပါးဟာဘုန်းကြီးတို့ဗုဒ္ဓဘာသာတို့အတွက်အရေးကြီးဆုံးသာသနာရဲ့မဟုတ်ဘူးဘာသာရဲ့ဝင်ပေါက်လို့ဆိုရင်လည်းမမှားပါဒီတရဏဂုံ3ပါးမပါပဲသီလလည်းအကျိုးမများဘူးဒါနလည်းအကျိုးမများဘူးသမထလည်းအကျိုးမများဘူးဝိပဿနာလည်းအကျိုးမများဘူးဒါကြောင့်ဒီတရဏဂုံ3ပါးသည်သာသနာရေးမဟုတ်ဘူးနဲ့ဘာသာရေးဝင်ပေါက်ဒါကြောင့်ဟိန္ဒူခရစ်ယာန်အစ္စလာမ်မေဒီမွတ်စလင်ဘာသာခြားများကဘုန်းကြီးတို့ဗုဒ္ဓဘာသာဘက်ကူပြောင်းခြင်းရင်ဘုရားတရားသံဃာကံပြုလုပ်မှုကံအကျိုးထိုကံဤရလာအဲ့ဒီဘောမှာယုံကြည်စိတ်နဲ့ဒီတရဏဂုံ3ပါးကိုဆိုလိုက်ရင်ဗုဒ္ဓဘာသာဝင်ဖြစ်သွားလို့တရဏဂုံ3ပါးဒီဗုဒ္ဓဘာသာတို့အသက်ဗုဒ္ဓဘာသာတို့အသက်ဟာပါလေနောက်တစ်ခုမျိုးသမီးတို့ကသီလရှင်ဝတ်တဲ့အခါမှာလည်းကောင်းရဲ့သီလရှင်ဝတ်လေးကိုထားယူနေသီလရှင်မဖြစ်သေးဘူးဘာသာရေးမြင်ကွင်းဝိနည်းရှုတော့ငါဟောရှေးရောတပိသီလရှင်လောင်းမှာဒီတရဏဂုံ3ပါးကိုပြီးပြင်းစွာဆိုလိုက်မှသီလရှင်ဖြစ်တယ်။ဘာဖြစ်တယ်။အဲ့တော့ဘာသာရေးမြင်ကွင်းဝိနည်းရှုတော့ငါကြီးရဲ့အဲ့ဒီတရဏဂုံ3ပါးဆုံးနေတဲ့တပြိုင်နက်တည်းသီလရှင်တို့ရဲ့ပင်တိုင်းသာထာဝရ8ပါးသီလအလွတ်လွတ်တည်သွားဒီမြတ်သာမကသီလရှင်တွေလည်းပဲလူတို့ရဲ့အဝတ်ဆွမ်းကြောင်ရှိပစ္စည်းလေးပါခံယူ3000တော့ယဟန်သာမဏေဆိုတဲ့သံဃာတွေကျင့်တဲ့ဒဂိယ85ပါးလေသူတို့ကျင့်ရဒါကြောင့်8ပါးနဲ့95ပါးပေါင်း83ပါးဘယ်နှပါးလဲဘုန်းကြီးမေသီလတဏိမပြအောင်မင်းအသည့်အဘိဓါတရား10ပါးထက်93ပါးတို့မြန်မာပြည်ရဲ့သီလရှင်တစ်ပါးမှာသီလပေါင်းဘယ်လောက်93ပါးကျောင်းတိုင်းနေအပြင်900ကျော်ရှိအရေးတွေအပြင်2000နဲ့3000ကြားမှာရှိအသင်းဘွဲ့နေအပြင်တိုင်းသီလရှင်ဘွဲ့မြို့နယ်သီလရှင်ဘွဲ့ရကြီးသီလရှင်အဘွဲ့206ဘွဲ့ရှိပါသာသနာထွန်းကားတဲ့မန္တလေးရန်ကုန်စကိုင်းမုံရွာဒေသတွေမှာသီလရှင်အပ300အထိစုဝေးပြီးတော့မူလတာငေတာလာတာကြည်တာစာကြနာဓမ္မစီယပါဠိပါရဂုအထိသူတို့တတွေစွမ်းအားရှိသည်မြသာသနာပြုနေကြတယ်မှန်ရလားအဲ့တော့တဲ့ရွှေဟာ15ပဲသား16ပဲသားအရေးပြည့်မှတရားသားကို4သိန်းကျော်တန်းတယ်
ဒီလားရှင်ဟာလည်းဒီလားရှင်အရေးအချင်းပြဖို့အရေးချေစားကြောင်နေချောင်းလို့သာသနာပေါင်းဝင်လာသည်မဟုတ်ပဲနေသမျှဒိဋ္ဌာယစာပေတရားနဲ့စာပေဒီနှစ်ခုတစ်ခုခုသော၎င်းနှစ်ခုလုံးသော၎င်းရောက်ချပြီးတော့ဒကာရမအကြီးညိုခံနိုင်အောင်ကြိုးစားချရဒကာရမတွေကလည်းပဲဒီလားရှင်ကိုမိမ့်မာဆိုပြီးတော့အထင်သေးမြင်သေးမထားကြပဲကိုယ်သီလက5ပါး8ပါး10ပါးလူကြောင့်တွေအာနာကုန်မယ်သီလရှင်ကဘယ်လောက်သီလရှိ93ပါးအဲ့ဒီ93ပါးမြတ်မကခုနကဇာပေလေးသင်တော့သမာဓိထိုဇာပေအသိဉာဏ်ဖြင့်ပညာဆိုပြီးတော့သီလသမာဓိပညာသူတို့မှလည်းသိက္ခာ3ပါးရှိလို့တို့အမျိုးသားတကားတွေကသီလရှင်ရှိခိုးတာမရှိသလောက်ရှာအာဇာနည်မင်းယောက်ျားအတောင်20ကိုမင်းယောက်ျားဖယားစုပါမင်းယောက်ျားအလကားခိုက်ထွားနေကြတာသီလရှင်သီလနဲ့ကိုယ်သီလနိုင်စာကြည့်တိုင်းတာနိုင်မလားသီလဆိုတာကတို့သာသနာတော်အတွက်မူလတန်း10လောက်ပဲရှိတယ်တမာတိကအလယ်တန်း10ပညာကအထက်တန်း10အဲ့တော့တို့လူတွေသီလမှာမူလတန်း10မအောင်ရင်တမာတိဆိုတဲ့ဘာသာကြီးအလယ်တန်း10တက်နိုင်မှာမလားဘာသာရေးအလယ်တန်းသမာဓိမှမရှိရဲ့အထက်တန်းပညာအဆင့်ဆိုတာကောဒါလေးတွေလည်းသတိရှိကြအောင်ငါတို့ကပေးကျွေးလှူထမ်းနေရတာပဲဆိုပြီးအတ္တမဆန်ကြလွန်တဲ့ပြိတ္တာကိုယ်သာသနာကိုယ်တိုင်းယူသေးလေးစားမှာဒီလားရှင်တွေကလည်းလေးစားခံနိုင်အောင်နေဆွမ်းလူခိုင်းရင်ဆိုပြီးတော့ဘာချင်းခွက်ချင်းလည်းခုတ်မနေရနဲ့ဟုတ်တယ်လေရွှေရအရေးပြီးမှကာလတန်ကြီးရှိတယ်လို့ဒီလားရှင်အရေးချင်းပြီးဖို့အရေးကြီးတယ်မှန်ရလားဒါကြောင့်တရဏဂုံ3ပါးဒီလားရှင်တို့အသက်ဒီလားရှင်တို့အသက်ဟာဟုတ်ပြီနောက်ကိုရင်ကောင်းရည်တင်္ဂဝဋ္ဌာယုနဲ့ကိုရင်မဖြစ်သေးဘူးဆရာရရောတပည့်ကိုရင်လောင်းဒီတရဏဂုံ3ပါးကိုပြီးပြင်းစွာဆိုနိုင်မှဘာဖြစ်တယ်လဲအဲ့ဒီတရဏဂုံဆုံးနည်းနဲ့တပြိုင်နက်တည်းလိန်7ပါးတန်7ပါးဝကြီး14ပါးပေါင်း34ပါးတက္ကိယ85ပါးထက်109ပါးအဘိဓါတရား7ပါးထက်119ပါးတောဟာကိုရင်ဖြစ်ဖြစ်မြို့ဟာကိုရင်ဖြစ်ဖြစ်ကိုရင်ငယ်ဖြစ်ဖြစ်ကိုရင်ကြီးဖြစ်ဖြစ်ခိတ္တကနယာယီအခိုက်တန်ဝတ်တဲ့ဒုံလဖကိုရင်မဲ့ဖြစ်ဖြစ်သေးတပါးသက်ဆုံးဝတ်တဲ့သာဝရကိုရင်မဲ့ဖြစ်ဖြစ်မြန်မာပြည်ရဲ့ကိုရင်တပါးမှာသီလဘလောက်ဓာတုတကားတော့မတွေသတိထားကြကိုရင်ကလေးတွေဆိုပြီးတော့ကိုယ့်ရဲ့လူအသုံးဆောင်ပစ္စည်းတွေလက်ဆွဲချင်းဆွဲပေါင်းတစ်တာလေးမပေးသားမောင်လုံးဝမခိုင်းပါနဲ့မျိုးသမီးများဘုရားကသွားလို့မတင်တဲ့လို့ကိုရင်ဘုရားအိုးလေးလဲခြင်းလို့ယူပေးသားမှာဒါကတော့လျှောက်ထားခိုင်းဆွဲချင်းနဲ့ပလုံးနဲ့လူအသုံးဆောင်လုံးဝယူမခိုင်းရဘူးလေမယုံမသိမျိုးရုပ်ချေတဲ့အမျိုးရုပ်ညံ့နဲ့ဖြစ်တာအဲ့ဒါလေးတွေလည်းအထူးဂရုစိုက်ဒီခေတ်ကငယ်ငယ်တကောဆိုပြီးတော့မလေးမသားတွေများတတ်တယ်အဲ့တော့ဘုရားလေးငယ်ငယ်ကိုတော်မြည်တဲ့ငယ်သားငယ်ကဲစဲမဲ့ဒီဘုရားဆိုတာလို့ကိုရင်ကလေးငယ်ငယ်9နှစ်သားအရွယ်ငယ်သားငယ်ကုန်းတဲ့သည့်ကိုရင်တစ်ပါးတို့သာသနာတော်နှစ်235ခုနှစ်လောက်အသောကမင်းကြီးနတ်တဲ့အဲ့ဒီချိန်မှာနိရောဓဆိုတဲ့9နှစ်သားယဟန္တာကိုရင်ကိုအကြောင်းပြုပြီးတော့အဲ့ဒီဘုန်းကြီးတို့ပါတလိပုတ်နေတခွင်ရာဇကြိုနေတခွင်18ခရီလူများစုဟာဗုဒ္ဓဘာသာဝင်ဖြစ်ကြတယ်9နှစ်သားနိရောဓကိုရင်ကလေးကြောင့်မှန်ရလားအဲ့ဒါကြောင့်ဒုဒကာတော်မများကခဏနိုင်ငံတော်သံဃာမာနာယကဥက္ကဋ္ဌဆရာတော်ကြီးကိုရင်လေးဘဝကလာတာဖြူဆရာတော်မဲမဲကျုပ်ကျုပ်လေးကိုရင်လေးဘဝကလာတာမှန်ရလားအဲ့တော့တရောင်လောက်ရှိတဲ့မတ်ချစ်စုတရက်ပင်လေးမသိသေးဘူးဆိုပြီးဘယ်သူမှနင်းချေမပြစ်ဘူးရေလောင်းပေါင်းတင်မြေဩဇာထက်ခွေးကြက်ငှက်မတိုးရောက်အကာယနဲ့နောက်အခါသီးလိုက်မယ်ဆိုတဲ့မျော်လင့်ချက်နဲ့စောင့်ရှောက်တကဲ့ခဏ9နှစ်သားကိုရင်လေးတွေလည်းနောက်အခါဟုတ်လားဆရာတော်ကြီးများလို့ဖြူဆရာတော်တို့လို့မဖြစ်ဘူးလို့ပြောနိုင်ပါလားအဲ့ဒါလည်းအထူးသတိရှိပြီးတော့ကိုယ်ဘာသာသာသနာမှာလေးလေးစားစားနဲ့ဒုပရိသဆောင်ရွက်ကြဒါကြောင့်
တရဏဂုံသုံးပါးသည်ကိုရင်တို့ရဲ့အသက်ကိုရင်အသက်ဟာအေးတရဏဂုံသုံးပါးသုံးတာနဲ့119ပါးသီလတည်သွားပြီအခုကိုရင်ဝိပိမဘာနာတိပါဒဝေရမဏိသိက္ခာပဒသမာရိယာမိကမြေစမ်းခယံပြို့ဆိုသလိုငယ်ရွယ်သူလေးတွင်မို့အေးရှေ့ပြေနမူနာစံပြ10ပါးလေးဆိုပြမှန်တော့ဆိုးဆိုးခဏ9နှစ်သားကိုရင်လေးတွေလည်းနောက်ခါဟလားဆရာတော်ကြီးများလို့ဖြူဆရာတော်တို့လို့မဖြစ်ဘူးလို့ပြောနိုင်မှာလားအေးအဲ့ဒါလည်းအထူးသတိရှိပြီးတော့ကိုယ်ဘာသာသာသနာမှာလေးလေးစားစားနဲ့ဒုပရိသဆောင်ရွက်ကြဒါကြောင့်တရဏဂုံသုံးပါးသည်ကိုရင်တို့ရဲ့အသက်ကိုရင်အသက်ဟာအေးတရဏဂုံသုံးပါးသုံးတာနဲ့119ပါးသီလတည်သွားပြီအခုကိုရင်ဝိပိမဘာနာတိပါဒဝေရမဏိသိက္ခာပဒသမာရိယာမိကမြေစမ်းခယံပြို့ဆိုသလိုငယ်ရွယ်သူလေးတွင်မို့အေးရှေ့ပြေနမူနာစံပြ10ပါးလေးဆိုပြမှန်တော့ဆိုးဆိုးမဆိုးဆိုးတရဏဂုံဆုံးရင်119ပါးသီလတည်သွားပြီမှတ်ပါနောက်တစ်ချက်ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်9ဝါအတွင်းမှာယဟန်ပြုခြင်းရင်လည်းဒီတရဏဂုံ3ပါးနဲ့ပြုပေးရအဲဒီတရဏဂုံဆုံးသည့်နဲ့တပြိုင်နက်တည်းယဟန်ဖြစ်လို့229ပါးသီလအလိုလိုတည်သွားပြီပါဇက်ကပါဏာတိပါဒဝေရမဏိစသည်ဆိုရမလို့ဆိုလည်းမဆိုအေးအဲ့ဒါသတိထားပါနောက်ကြတော့မှဘုရား9ဝါရောက်တော့မှရာထပုံနာကြီးယဟခံသည့်နေ့ကစခြေသားတို့သာသနာ9000အတွင်းကိုရင်ကိုတရဏဂုံ3ပါးနဲ့ပြုမြဲပြုပေးကြယဟန်ကိုတော့ဖြင့်ခဏိယတညတိစတုထကမဝါစာနဲ့ယဟန်ပြုပေးကြလို့ဘုရား9ဝါမြောက်ပါမှလိုင်းခွဲခဲ့တယ်ဒါကြောင့်တရဏဂုံ3ပါးဆုံးရင်ယဟန်ပြည့်229ပါးသီလတည်သွားပြီဒေါကဥစဉ်မဲ့ဖြစ်ဖြစ်မြို့ကဥစဉ်ဖြစ်ဖြစ်ဥစဉ်ငယ်ဖြစ်ဖြစ်ဥစဉ်ကြီးဖြစ်ဖြစ်ခိတကနယာယီအခိုက်တံဝတ်တဲ့ဒုလဘဥစဉ်မဲ့ဖြစ်ဖြစ်သေတပါးသက်ဆုံးဝတ်တဲ့သာဝရဥစဉ်မဲ့ဖြစ်ဖြစ်မြန်မာပြည်ရဲ့ဥစဉ်တစ်ပါးသီလဘလား229ပါးအေးအဲ့ဒါကြောင့်တို့ရှင်သာရိပုတ္တရာယဟန္တာကြီးလည်း229ပါးခဏမကွေးမျိုးကယဟန်တစ်ပါးလည်း229ပါးတိက္ခာကိုကိပမာဏကဏအတူတူပဲယဟန္တာမို့တစ်ပါးမပေါ့နောက်အပင်ပြင်ကိုကြည့်လိုက်တော့ခဏမကွေးမျိုးတော်ရဲ့သံဃာတော်တို့သံမုတ်စိတ်ပဲသင်္ကန်းကိုရှင်မြန်သလုံးရှင်သာရိပုတ္တရာရှင်မဝလာရှင်မကသဗ္ဗရှင်နုရရှင်အနန္ဒရှင်ဥပါလိယဟန္တာမထေရမြတ်တွေလည်းဒီပုံစံအတိုင်းအသွင်ချင်းအတူတူပဲအရေးချင်းကိုကြည့်လိုက်တော့ရှင်သာရိပုတ္တရာနဲ့၄ပါးပေါင်း5ပါးတို့ကယဟန်ခံပေးနိုင်တယ်ခဏမကွေးရွှေမျိုးတော့တယဟန်ကောင်း5ပါးတို့ကယဟန်ခံပေးလို့ရတယ်ဗျာရှင်သာရိပုတ္တရာနဲ့3ပါးပေါင်း4ပါးတို့သိမ့်သမုတ်ပေးနိုင်တယ်လို့ခဏမကွေးမျိုးတော့ကယဟန်ကောင်း4ပါးတို့ဟာသိမ့်သမုတ်ပေးလို့ရတယ်ဗျာရှင်သာရိပုတ္တရာတစ်ပါးတည်းကကွင်မောင်းများစွာပြုပေးနိုင်တယ်လို့ခဏမကွေးမျိုးတော့ယဟန်တစ်ပါးကွင်မောင်းများစွာပြုပေးနိုင်တယ်ဗျာအရေးချင်းလည်းအတူတူပဲမတူတာကတော့ယဟန္တာကကိလေသာကင်းတဲ့ပုထုဇဉ်ကကိလေသာမကင်းဘူးဒါပဲကွာကွာတယ်လို့ဆိုရင်မဲ့လို့ဗုဒ္ဓမြတ်စွာကယဟန္တာပြုပေးမှသိမ့်ဖြစ်ရယဟန်ဖြစ်ရကိုရင်ဖြစ်ရပုရုဇဉ်ယဟန်ပြုတာသိမ့်မဖြစ်ရကိုရင်မဖြစ်ရယဟန်မဖြစ်ရလုံးဝတားမြစ်ချက်မရှိဘူးဘုရောတို့ကယဟန္တာကြီးတွေကိုပခုံးချင်းတိုင်းတာလားလို့မေးလိမ့်မှာမဟုတ်ဘူးအရှိကိုအရှိအတိုင်းသိဖို့တင်ပြပေးတာမှန်ရလားဘာကြောင့်တော့ဆိုတော့တို့လူတွေကဖျားလေရှေးအောင်ဖျားမှာတကူကြီးတယ်ဆိုပြီးတော့လောက်ကြတယ်လေ။ကိုင်ဖျားနှစ်ပေါင်း900 1000ရနိုင်တဲ့ထား။ကိုင်သံဃာအသက်တော်900 1000ရှိတဲ့သံဃာဘယ်သွားရှာမလဲ။ရှိသလား။ခေါင်းမီးယုံကောဝိရလိန်စားနေတယ်။ဒါခေါင်းမီးယုံကောဝိရဆိုပြီးတော့အဲ့ဒါလိန်စားနေတာ။လုံးဝမရှိနိုင်ဘူးတို့ပြိတ္တာဒါသတိထားကြအဲ့တော့ဒုလူတွေကမဟုတ်ကဘာမှလည်းမသိဘဲနဲ့ဟိုကပုဂ္ဂိုလ်ဘုရားရှင်မောဆွဲတင်ဒီကပုဂ္ဂိုလ်ဘုရားရှင်မောဆွဲတင်ဆိုတော့ယ
အကြည်စားတန်ရံဖြစ်ရလိမ့်မယ်မောင်ရဲဆိုတာလို့ပဲဒါကကိုယ်အကျိုးပြုတာကကိုယ်ရွာကဘုန်းကြီးကိုယ်ရက်ွက်ကဘုန်းကြီးကိုယ်မြို့ကဘုန်းကြီးတာရင်နာရင်နီနီဝေဝေအေးပူပူထိတန်းရထားမိတရဏဂုံသီလပေးကြတရားဟောရည်စက်ချကိုရင်နေဥစဉ်နဲ့တိမ်နေဖြစ်အောင်ပြုပေးကြဓမ္မရှိမကြဘယ်ဓာတ်ပုံနေဘုရားကဝင်ထားတယ်မသိဘူးမှန်ရလားအေးအဲ့ဒါသတိထားဒါကြောင့်သူ့အရေးချင်းမှန်အောင်ဆိုပြီးတော့ဘုန်းကြီးတို့ပြောတာဒါဖြင့်ကိုတော်ပြောတဲ့ခုနကအထက်မှာလဲသံဃာတော်ဒီနာမည်ပါသွားပါလေဒါပါတော့အေးသူသင်္ကန်းဝတ်ထားလို့သာသံဃာဖြစ်ရင်ဖြစ်မယ်တကယ်တော့သံဃာဖြစ်သံဃာမှာကတစ်စာပေကိုသင်အားလေးချက်ဆောင်ရွက်ပို့ချနှစ်တရားဓမ္မဟောပေါ်ခြင်းပြအားတို့ဒီနှလုံးဒီနှလုံးပဲမှန်ရလားဘေးရင်နတ်တိုက်တိုင်းရရသိတိတွေဖျားမောတဲ့တတ်တတ်လွတ်စားရေစွန်းစားတိတိစွန်းစားဘာလို့တာလူတွေနဲ့ဖက်ဆက်စီးပွားရေးလုပ်ပြီးတော့စားနေကြတာဒီဒါသံဃာလို့ဆိုရမှာလားအေးအဲ့ဒါကြောင့်ကောက်ကောက်ပြီးမတင်နဲ့တင်မဲ့တင်မျက်မြင်ဒိဋ္ဌကိုရက်ွယ်ကိုရွာကိုမြို့ကတကယ်သာသနာပြုနေတဲ့သံဃာတော်ရှင်မြတ်တွေတင်ကိုးကွယ်ချဖို့ကောင်းတယ်ဂိုင်းတော်ပြီဒါကြောင့်တရဏဂုံသုံးပါးသည်ယဟန်တို့ရဲ့အသက်ဟာပြီးတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့အသက်ဗျာကဲတရဏဂုံစွမ်းအဘလောက်ကြီးတယ်လဲအကျိုးဘလောက်ထူးတယ်လဲတတ္တိဘလောက်ထက်မြက်တယ်လဲဆိုတာအဲ့ဒါကြည်ထားဖို့အဲ့တော့ယနေ့ခေတ်တို့လူသားလောကတွေကလက်ဒီဆရာတော်ကြီးလည်းပြောခဲ့နဂရောညာသည်မြပါကမမတွေးမခေါ်တဲ့ခိုင်းကြည့်သားနဂရောအစုပ်အပြတ်အယုတ်တမာမပြောတဲ့စကားကိုဗုဒ္ဓဘာသာကြီးမျက်စိနဲ့လမ်းမပြီးလိုက်လို့ရတယ်အဲ့ဒါလည်းဒီဆရာတော်ကြီးကနဂရောညာသည်မြပါကမမတွေးမခေါ်မြောက်တင်းညခိုင်းစေသောကောင်းလုံးညောကျက်သာထန်ရီကအရက်ဆုံးသည်နရက်ကုံကုကြစေတာတို့ဘုရားထရီအရင်ကြိုက်တယ်ကျက်တာဘဲတတ်တာကောတို့ရဲ့ဗုဒ္ဓဘာသာအဓိပတိဘုရားမကြိုက်တဲ့ချက်ကောင်းလုံးညောနဲ့အရက်ပလင်းနဲ့နတ်တင်ရမယ်ဆိုတဲ့နတ်ကတော်ဟာဘလောက်စုပ်ပြတ်ရုပ်မာတယ်လဲဆိုတာကြည့်ထားကိုဘုရားမျက်နှာအိုးမဲသုတ်လိုက်ပြီမှန်ရလားအေးအဲ့ဒါကုညီပြရစီဆိုတဲ့လူတွေကိုဘုန်းကြီးကခိုင်လုံသောတည်င်းပေးချင်အဲ့ဒီလိုလှုပ်တဲ့လူတွေကိုတကယ်ကုညီမှလားဆိုရင်ယာတုရှိတဲ့လူနဲ့ပစ္စည်းရှိတဲ့လူပါပြီလားယာတုမတွတ်တဲ့ခြင်းနဲ့မကြအောင်ပစ္စည်းမတွတ်တဲ့ခြင်းနဲ့မကြအောင်ဟုတ်မဟုတ်သူတို့ကအကုန်လုံးဖျားမကြိုက်တဲ့အရက်ပလင်းဖျားကားမှထောင်တင်ထားတာနှရွက်ဆွဲပြရမှာကုညီပြားကြည်ဆိုတဲ့လူတွေဘယ်ကြောင်သွားအိပ်ပြောနေတာအေးအဲ့ဒါကြီးသာသနာကြီးအတွက်အင်တာနက်နာတယ်နော်ဂုံရှိပတ်စာကြီးယာတုရှိလူတွေလို့နောက်ကလူတွေကလည်းယိန်းညာဟေ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 းအကုန်လုံးလှုပ်တာပဲပြောဦးမယ်အေးဟိုတုန်းကကြောင်းလိုက်ညာခန္ဓာပုဂ္ဂိုလ်20 30ဒီတော့ဩဝါဒဆုံးမပေးရတာဆရာတော်ကြီးကညောင်းလာပြင်မတော့ကွာရှေ့လူလှုပ်တယ်လို့သာလိုက်လှုပ်ကြပြီတော့ဟဲ့အလွယ်တကူဆုံးမလိုက်ရှေ့ကပုဂ္ဂိုလ်တွေအပြည့်စုံပြောပြီးသားအဲ့တော့မနဲ့ဆွမ်းငါထွက်မယ်ဆိုပြီးတော့သံဃာပါ340တပိတ်လေးတွေချပြီးတော့အောက်ကသင်္ဃာသဒုနဲ့ညဘောကသင်္ဃာလက်နှစ်ပတ်လိုက်ရှေ့ဆုံးကိုတော့ခြေတော့ပွဲစိတ်ကြိုက်အဲ့တော့မအားတော့သူကခြေတော့ချင်းပို့တော့နောက်ကလူတွေကဟေ့တို့အာသရိကရှေ့ရလူလှုပ်တဲ့အတိုင်းလှုပ်ရမယ်ဆိုပြီးသူတို့ကဘာမှမကြိုက်ဘဲနဲ့ပုတ်ကြဟေ့ပုတ်ကြဟေ့ဘယ်နဲ့တော့သူတို့ကဘာမှမဖြစ်ဘဲနဲ့လိုက်လို့အေးအခုကရှေ့ရလူလှုပ်တဲ့အတိုင်းဂုံရှိဟုတ်လားယာတုရှိအာနာရှိပြည့်စည်ရှိတဲ့လူလှုပ်ရင်နောက်ကပုဂ္ဂိုလ်တွေအတုယူလှုပ်နေသာသနာတော်ပြက်မယ်နိုင်ငံရေးဟောတာလားသာသနာရေးဟောတာဒါလည်းပြတ်သားဖို့လိုတယ်ဘုန်းကြီးတို့ကအဲ့ဒါတွေဟောတာကိုပြုကြတော့နိုင်ငံကြီးဟောတယ်ဆိုပြီးတော့လေရွှေဘိုးတဲ့မိထီလာတဲ့ပြီးတော့ဟိုနာကယဉ်တညောင်းအိမ်မဲ့တရားမဟောရ
တနည်းအားတော့နေပြီးတော့သာသနာရေးဝန်ကြီးနဲ့တွေ့လို့ပြောထည့်ထားလိုက်တို့ဓမ္မဂတိကဘွဲအထက်ကပေးတယ်တရားဟောပဲအောက်ကမဟောရဘူးဆိုတော့ပြောရရင်လည်းတော့ကြဘုဒ္ဓထောင်ရက်ွက်လို့ကိုထင်ရကိုလုံနေကြတာအပြည့်ရှိတနိုင်ငံလုံးမဟောနဲ့ကြိုက်တယ်ဓမ္မမို့မျက်နှာချင်းဆိုင်ဆွေးနွေးပါမှန်ရလားအခုတော့ဘာမှမဟုတ်ဘူးအထက်ကဘာမှလည်းသိတာမဟုတ်ဘူးအထက်ကပေးလိုက်တဲ့ဘွဲလည်းအောက်လူတွေဘာမှသိပါဘူးဘုန်းကြီးတို့ပတ်စနဲ့မှပေးထားတယ်သွားကြည့်မရှိဘူးပါထုမှာတော့ပြိဿရဲ့အဲ့ဒါဘုန်းကြီးကတတိယတော့အဲ့ဒါလှုပ်ချင်တာလှုပ်ဆိုပြီးတော့ပြောထည့်လိုက်တယ်ကိုက်တော်ပြီဒါကြောင့်အောက်ကလူလှုပ်တာအထက်လူမသိဘူးကွဆိုပြီးတော့အနိုင်ကျင့်တာမျိုးကတော့သာသနာအတွက်လည်းမကောင်းဘူးလူထုအတွက်လည်းနစ်နာပါတယ်ဒါကြောင့်မနစ်နာအောင်လို့ဘုန်းကြီးတို့ကပြောတယ်ရှင်းမလားအောက်ကလူတွေဘာမှလုပ်နေသာသနာ့ဝန်ကြီးထိပြောပြီးသားမင်းတို့ဘာနေရွက်ခအောင်အေးမရောက်ဘူးမပေါက်ဘူးဆိုပြီးသူတို့ကထင်ရနေကြားနေဖြတ်ဖြတ်ခုတ်နေကြဒါဟာနစ်နာတယ်ဘုန်းကြီးတော့ကိစ္စမရှိပါဘူးဒီမှာမဟောရတော့ဩစတြေးလျဟောစင်ကာပူမလေးရှားသွားဟောနေလိုက်တာပြီးရောကိုင်ရှိစေဗျာဒါကြောင့်နဲ့တို့တရားဓမ္မတွေဒီခေတ်ကလက်ဒီဆရာတော်ကြီးပြောတယ်လို့ကိုယ်ွယ်ရာတွေကနာကြတော်ညာသမျှပါကမမတွေးမခေါ်မြောက်တင်ညာခိုင်းစေသောကောင်းလုံးညောကျက်သာဓာန်ကြီးကအရက်ဆုံးသည်နရဲကုံကုကြစေသာနတ်ကတော်ကဘာဆွမ်းအားရှိလို့သူစကားတန်မိုးထားရသူဟာသူဘဝကဒါနနဲ့ကလို့ဥစ္စာမရှိဆင်းရဲလို့ကိုယ်ဘဝကိုမရတည်နိုင်နတ်ကိုအမိပြုပြီးတော့အုံသင်္ကပြောသည်နဲ့လောက်ကင်စားရတဲ့နတ်ကတော်အစုပ်အပြတ်ဒီတဲ့ရုပ်ပတ်ထာကပိုသေးတယ်အိမ်မှာလင်ကြီးငုတ်တော်ရှိစမ်းနဲ့နတ်နဲ့မင်္ဂလာဆောင်တဲ့ဗျာအင်းလေးလိုပြောရင်စမောဆွဲအရာပြောရင်အဲ့ဒီအယုတ်တမမအစုပ်ပြပြောတာကိုလူတွေနားထောင်နေရခဏိဖျားရှင်းတို့နဲ့နတ်ယုတ်တုဘယ်ဟာကများသွားပြီအဲ့ဒီမှာတို့ဘုန်းကြီးတွေကိုကကြီးကြောင်နဲ့ဘကုမှနတ်စင်တရားအဲ့ဒါဗျာအဲ့ဒီနတ်စင်တရားဒီကြောင်နဲ့ဘုန်းကြီးကသူ့အတွက်အခန်းလေးတစ်ခန်းချထားပြီးသူသိရင်နတ်ဖြစ်ဖို့တဲ့ကဲဟာလောကကြီးကတော့ပြည့်စည်ပြီပြောဦးမယ်ပြောရဦးမယ်ပြောဦးမယ်ပြောရှေးတော့ကခိုင်ဘုန်းကြီးတစ်ပါးကိုးကွယ်တဲ့လူတရားဓမ္မအဲ့ဒီဘုန်းကြီးက3လလောက်ရှိပြီပြန်တော်မူသွားတယ်ဒါပေမဲ့နောက်3လလောက်ကြာတော့သူ့အလှမှာတဲ့ဘာပြောတော့မလေးဒီပြည့်လို့ဆရာတော်ကြီးအားတဲ့ဘာဖရားကတဲ့အမေဘာဖရားဆိုတာအမေနဲ့ညာကျူးဆရာတော်များဘာဖရားခေါ်ဖို့မကြိုးစားနဲ့အသားကြီးပုံမဲသွားခွန်မဲ့ခေါ်ကိုဖရားမောင်မောင်ဖရားလို့ခေါ်ရပဲနဲ့ဘုန်းကြီးပဲဘာဖရားတွေဘာဘုန်းတွေဘာတွေလို့ကုန်မှမသိဘူးဘာဖရားကတဲ့တပည့်တော်ဘောသိတန်ရောခြင်းရှိတာတဲ့သူပြန်တော်မူသွားတာ3လလောက်ရှိပြီတဲ့တပည့်တော်တို့ပွဲကြတော့ကလိပ်ပြအဖြစ်နဲ့ရှင်းမြောက်တယ်သူဘုန်းကြီးဘာဖြစ်တော့လိပ်ပြဆိုတရချလိပ်ပြဆိုတာဘာလဲဂုံယူပြောနေတာဂုံရုပ်သွားပြီမှန်ရလားဒါကြောင့်ယုံကြည်ချက်ဆိုတာအတော်ခက်တာနော်တို့တရားဓမ္မတွေအဲ့ဒါဒီခေတ်ကပြောရင်လည်းပြောမဆုံးမောင်တော်သုံးတာအဲ့ဒါဟာလားခန္ဓာကိုယ်ပခုံးမပါဘူးဗျိုင်းနာရင်ရွှေဗျိုင်းနာကိုတော်ကဲတရိစ္ဆာန်ဗျိုင်းကိုရွှေတက်ထားတယ်ရွှေကိုတော်ဗျိုင်းနာတယ်ဆိုရင်တော်သေးရဲ့ကွာအခုရွှေဗျိုင်းနာကိုတော်တဲ့တရိစ္ဆာန်ကိုရွှေတက်ထားရွှေကြီးနာကိုတော်တဲ့မန္တကရွှေကိုတော်ကြီးနာတယ်ဆိုရင်တော်သေးရဲ့တရိစ္ဆာန်နာရတဲ့ကဘုံကြီးရတော့မှာလားမေးတာအခုကြည့်ဟိုပလိတ်မွေဖရာတဲ့မင်းဘူးငကဝက်တောင်မှာမွေဖရာပကုတ်မွေမဲ့တော်ဖရာပသိမ်သားတော်ရမွေဖရာတဲ့တရိစ္ဆာန်ပြည့်တဲ့မွေကိုဘိန်းကျွေးပြီးတော့ဖရာကောင်းမတင်ထားကြတယ်ကိုင်းကြည့်တာဖရာတဲ့ကြီးတဲ့ဖရာလူကြီးအစုပ်အပြတ်တွေကလည်းလှုပ်ချင်ရလှုပ်တာဘိန်းရွေးထားလို့ရက်ကြမိတ်နေတဲ့ဒီမွေကြီးကချီးရွခြင်းဘုရားပေါ်ယူချမှသိပေါက်ခြင်းရင်ဘုရားပေါ်ပေါက်ချမှခိုင်းကြည့်သားတို့ဘုရားတရိစ္ဆာန်ရဲ့ချီးရွပတ်သိရွပေါက်ဖြစ်နေပြီ
ဘုရားတကြီးတယ်ဘုရားလူကြီးဆိုတဲ့အစုပ်ပြတ်တယ်လေမလုံသင့်ဘူးပြီးတော့ဘုရားရင်မြင်မှာဥဒ္ဒတိနဲ့သုရသတိဘုဘောဘုံမငေါစသည်လှုပ်ထားကြတယ်ထားကြရတဲ့လောက်ရှားတယ်ဘုရားရဲ့ညာဘက်ကရှင်သာတိဗုဒ္ဓရာနဲ့ဧတရေယသမုဒ္ဓိကေပြောအကယ်ဒမီယမထေရ48ဘုရားရဲ့ဝဲဘက်ကရှင်မောက္ကလနဲ့အကယ်ဒမီဧတရေယမထေရ48ထားပါလိဘုရားရင်မြင်တော့မဆဘူးဒါရီတော့မထားဘဲနဲ့မဟုတ်ကဟုတ်ကစာမရှိပင်မရှိတာတွေရှောင်ပြီးတော့လှုပ်ချင်တယ်လှုပ်နေကြတာတွေကသာသနာတော်အတွက်ဘုန်းကြီးတို့နေလို့မရတာဝန်ရှိရင်တာဝန်သိရမှန်ရလားအေးဒါကြောင့်တာဝန်သိဆိုတာဘုန်းကြီးတို့ကပြောတာအခုလူတွေကဘာမှမဟုတ်ဘုရားတော်ရှင်ကံဘုရားမြင်းကံဘုရားမှာဒါရှိကအလောင်းတော်ကြီးမြတ်တော်တော်ရှင်ကြီးထွက်တယ်မြင်းကြီးထွက်တယ်ဆိုတဲ့သဘောအဲ့ဒါကုမဟုတ်ရှင်ကဘုရားကတကူကြီးတယ်ဆိုတော့ဘုရားကတကူမရှိဘူးရှင်ကတကူရှိတယ်မြင်းကဘုရားကတကူမရှိဘူးမြင်းကတကူရှိတယ်အေးအဲ့ဒါဘုရားကောင်းမောတရိစ္ဆာန်မွေတွေဘိန်းကျွေးပြီးတော့တည်နေကြတယ်အဲ့ဒါကြီးကသိပ်ပြီးတော့သာသနာတော်အတွက်နစ်နာလားမှန်ရလားလူနဲ့တရိစ္ဆာန်ဘယ်သူကသာဟုတ်လို့လားထပ်ပြောစမ်းဘယ်သူကသာဒါဖြင့်ဈေးဆိုင်မှာဘာလို့ဈေးကွက်ရုပ်ကြီးတွေချိတ်ထားပြောလေဈေးရောက်ကောင်းအောင်လို့ဆိုကိုယ့်ရဲ့ကုသိုလ်ကံဆိုတာမယုံမဲနဲ့တရိစ္ဆာန်ခေါင်းပေါ်တင်ထားဟောအခုတော့ပြောင်းသွားပြီဘာလဲပြိဿကြောင်ရုပ်တွေကိုဈေးခေါ်ရုပ်တယ်ကလေးတွေအုပ်ထုပ်ကြောပွအေးကြီးခွေးရုပ်နဲ့ဝက်ရုပ်အဲ့တော့မင်းတို့မြန်မာနိုင်ငံကတရိစ္ဆာန်ကိုးကွယ်ကြတာလားလို့မေးရင်ဘယ်လိုဖြေကြဘယ်လိုဖြေကြဒါကြောက်တော်ကြီးနားမှာဆင်မြူတော်ထားတာမပြောဘူးလို့မပြောသေးဘူးအေးအဲ့ဒါကြောင့်ဒုလောကလူသားတွေအကုန်လုံးခြာလဖတ်လဲကုန်ပြီဒါကြောင့်လေဒီဆရာတော်ကြီးကနတ်ကတော်ညာသမျှဘာကမတွေးမခေါ်ဖြစ်နိုင်မဖြစ်နိုင်ဟုတ်ဤမဟုတ်ဤမစင်စားဘူးမြောက်တင်းညခိုင်းစေသောကောင်းလုံးညောကျက်သာထာယီကအရက်ဆုံးသည်နရကုံကုကြစေသာကျက်ကောင်းလုံးညောနဲ့အရက်ပလင်းနတ်တင်တာဘယ်သွားလဲငရဲကုံကူတာဘယ်သူကပြောလေဒီဆရာတော်ကြီးကပြောတာဖြူဆရာတော်တို့ပြောရဲပေါ့အေးကိုယ်ဝဲကြဘိုးဘိုးအောင်ရဲ့ခေါင်းထက်ခေါင်းတင်စားသူရတတိအဆောင်ထားလို့ဘုတော်ဘွားဆုံးစွာယနေ့တို့ဗုဒ္ဓဘာသာကြီးကဘိုးဘိုးအောင်ဘုံမင်းကောင်ကိုထွက်ရပေါက်ဆိုပြီးတော့ဘုရားရှင်မောတင်လို့တင်ခေါင်းရင်ငန်းထားလို့ထားရွာတိမြို့တိထားလို့ထားဘုရားရင်မြင်မောအုတ်တက်တင်နဲ့ထားလို့ထားသူ့ဘာသူထွက်ပြီးရပေါက်မတ်တပေါက်ကြိုက်တယ်လို့ပါကိုနဲ့ဘာဆိုင်တော့မင်းနေတဲ့ကိုနဲ့ဘာဆိုင်လဲမဖြေတဲ့လူတွေကရောက်ခမတော်လို့လားမသာမဟုတ်ပါရောဗျာအေးအဲ့ဒါပဲအဲ့တော့သူ့တဲ့သူလူသွားကောင်းဆိုတာလို့ဘုရားမဟောတော့ဒါပုံသေးယူလို့မရလောကီနယ်ဘက်ကသူ့တဲ့အရှင်းမြင့်ခိုင်းနေအများကြီးရှိတယ်အဲ့တော့ဒီငါအောင်နဲ့ငါခေါင်ဆိုတဲ့အခေါင်2ယောက်ဟာခွေးတစ်ကောင်နွားတစ်ကောင်လို့သုံးတာတကောသေးသေးမိမိနဲ့နတ်မကလေးတွေဥဒ္ဒဇောမလေးတွေနဲ့ကာမဂုဏ်ပျော်မြူးနေတယ်ဆိုတော့ကဲဘာကောင်းသေးတော့ဟောမဖြေတဲ့လူရောက်ခမတော်လို့ဘာကောင်းသေးတော့ဒါကြီးထွေးရပေါက်ထွေးရပေါက်တယ်ပြီးတော့သူရတတိအဆောင်ထားလို့တို့ပိဋကသုံးပုံမှာသူရတတိဆိုတဲ့စလုံးကိုရအောင်ရှာနိုင်ဘုန်းကြီးတို့ပြိဿကြိုက်တာပြောရွှေလားငွေလားဒေါ်လာလားအားမရသေးရင်ဝတ်တောက်ကားတစ်စီးချက်ပေးဦးဒါမှပြတ်ရောတို့သာပင်မရှိတဲ့ဒီသူရတတိကိုတကားတဲ့ဘိဓကသုံးပုံသောမေတော်ကြီးဆိုပြီးတော့ဘုရားကတင်လို့တင်ခေါင်းရင်ကထားလို့ထားဘုရားရည်မြင်တော်ဥဒ္ဒကြီးတွေနဲ့ထားလို့ထားတကယ်တော့သူသည်တခြားဘာသာကလားအေးသူတို့ဘာသာမှာဗရမဏဗိရှနုရှိပါနတ်ကြီးသုံးပါးရှိအဲ့ဒါဒီသူရတတိဆိုတာသူပဲလက်ရှမီဆိုတာလည်းသူပဲပါရဝတိဆိုတာလည်းသူပဲ
တယောက်တည်းကနာမည်၃မျိုးခံပြီးတော့အဲ့ဒီနတ်ကြီး၃ပါးနဲ့အလဲလေကာမဂုဏ်ခံစားတယ်ဆိုဘာရဲ့ဗျမဖြေတဲ့လူကရောက်ကမတော်လို့လားအဲ့ဒါပဲမရှိမဆိုင်တာတွေလည်းအကုန်လုံးရှောင်မကုန်ရပြီဒါကိုလက်ဒီဆရာတော်ကြီးကရင်တွင်းမဆန့်လို့ကိုယ်ွယ်ကြဘိုးဘိုးအောင်ရဲ့ခေါင်းထက်ကောင်းတင်သာသူရတတိအဆောင်ထားလို့ဘိုးတော်ဘွားဆုံးစွာဘိုးတော်ရလည်းပေါ်မှာဘိုးတော်တန်းနဲ့ဘိုးတော်ကြောက်ခဲတဲ့ဘိုးတော်အုပ်ခဲတဲ့ဘိုးတော်တက်သားတဲ့ဘိုးတော်ဝက်ချမ်းတဲ့ဒါကုရတန်းကရက်သွားလို့မရရင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကအငြိမ့်ကြီးမင်းသမီးလေးကသုကမောတော်နာမင်းသမီးလည်းမောပြေအေးပိဋကလည်းဟရိယရွှင်စေဆိုပြီးတော့ဟေးမင်းသမီးလေးမချောဘူးလားချောတာပေါ့ဟေးငါမင်းသမီးလေးနဲ့တွေ့ရအောင်ကြံမဲကြပြကြရတဏ္ဍခါလေးခေါင်းမောင်းလေးနဲ့ကျွန်တော်ကတော့မင်းသားမင်းသမီးနဲ့တွေ့ရအောင်လုပ်တာဘာဖြစ်လို့လုပ်တာအဲ့တော့ဒုတိယလူရွှင်တော်ကလည်းဩဒီလိုကြီးလားသူလည်းတဏ္ဍခါလေးခေါင်းမောင်းလေးပေါင်းပြီးကျွန်တော်ကလည်းပဲမင်းသားဘာနဲ့တွေ့ရတတိယလူရွှင်တော်ကဩဒီလိုကြီးလားရပါတယ်သူလည်းကြပြားကြီးရတဏ္ဍခါလေးခေါင်းမောင်းလေးနဲ့ကျွန်တော်ကလည်းပဲမင်းသားတော်အဲ့တော့နာမလေးလူရွှင်တော်ကရှင်းတော့ကတော့လူရွှင်တော်3ယောက်4ယောက်အခုကတော့5ယောက်6ယောက်လောက်ကင်စားကြမရှိနဲ့ဟုတ်လားအကုန်လုံးလောက်စားနေရတာနော်ကြိုက်တာအဲ့ဒါနဲ့ပြိဿကြီးနာမလေးလူကတော့ဇာခုံတော့ခြေလေးကိုအားရပါရရှိုက်ပြီးတော့နောက်လှည့်ကြည့်လိုက်မင်းတို့မင်းသားတွေကလည်းခွေးချီတဲ့ဘောသေးကွာအခုဘိုးတော်သားနဲ့ဘိုးတော်ကြောက်ခဲဘိုးတော်အုပ်ခဲဘိုးတော်သေသားဘိုးတော်ဝက်ချမ်းဆိုတော့ကြဘိုးတော်ခွေးချီများပေါ်ဦးမလားသင်များမြတ်ကုန်းပွဲပေါ်လမ်းလျှောက်ဘာသာရေးကမောက်ကမဖြစ်အောင်လုပ်တာဒီလူတွေအများစုပဲပြေတာအဲလူကိုကြောင်ရှင်းတို့မကိုယ်ွယ်ရကိုယ်ွယ်ခိုက်တတ်တယ်ဆိုတာတို့ဘယမျက်နှာအုံးမဲ့တော့ခံနိုင်မှုဘုန်းကြီးတို့ဘယ်ဘယ်သူမှမကောင်းတာမလုပ်ဘူးမှန်ရလားအာကြီးဘုရားမှာတခါတည်းဇက်ပူပူလေးနဲ့ဂျာပဲဆောင်မို့ကိုကျက်တည်ထားတဲ့တက္ကိဏတာကအိမ်မောတင်တာကောင်းမှမိမလာမှုတဲ့ဆိုတော့ဘုရားကိုကြီးညိုလို့ကိုယ်ဝဲတာမိခင်ဆောင်ခိုင်းတာတို့လူတွေတော့အပြည့်ပြည့်နဲ့နှာခေါင်းသွတ်ထက်ကုန်ပြီအေးအဲ့ဒါတွေအကုန်ပါတယ်ဒါကြောင့်ကိုယ်ဝဲကြဘိုးဘိုးအောင်ရဲ့ခေါင်းထက်ကောင်းတင်စသူရတတိအဆောင်ထားလို့ဘုဒ္ဓဘွားဆုံးစွာနှုတ်အမရွတ်ထားကြည့်တော့ကိသာမိတိတရဏဒီဗုဒ္ဓဘာသာကြီးဘုရားနှုတ်စွာမိတို့မတုံးစွာမိကောင်းသူနှုတ်စွာပလုတ်ပလောင်းနဲ့ဘုရားကိုယ်ပိုက်တရားကိုယ်ပိုက်သံဃာကိုယ်ပိုက်အိမ်မောတက်ကြည့်တော့သူရသတိဘုဘအောင်ဘုမငေါရကန်းစင်တော်ရွှေကျော်ရွှေဘောကျွန်းတာမင်းညာဘာယသိကြိုက်ထီဆောင်ခေါမှုချုံအိမ်တွင်မင်းမာဂရီရင်ကမဲဥရှင်ကြီးအတွင်39မေအမြင်39ဝင်းပုပ္ပမင်းကြီးတော်မူပါမေဝနာအာမေဇဏံကရိုင်အံကုံနောက်မေတော်ရှေ့မေတော်တောင်မေတော်မြောက်မေတော်အထက်မေတော်အဝီစီမေတော်ကိုယ်ွယ်မှုတွေဘွက်ပေါက်ကုန်ပြီအဲ့ဒါယတ္တငါရပ်ဖို့တော်ပြီဒါကြောင့်ပရိသတ်ရဲ့နှုတ်အာမယွထားကြည့်တော့ခိသာမိတိတရဏအပြောအလုတ်အဟုတ်မညီပါမိစ္ဆာသာမောင်မာလို့ကဲရပလင်ကြက်ကောင်လုံးရောဟလားဘိုးဘအောင်ဘုမငါသူရသတိဘိုးတော်တွေကိုယ်ွယ်တာမိစ္ဆာဝါဒဘာဝါဒအေးမိစ္ဆာသာမောင်မာလို့မြောက်စားကြနေမျိုးစုံနေ့ရက်တွေကုန်တတိဆရာတော်ကြီးတက်တော်80ခန်းရှိသူပြန်တော်မူသွားတာနှစ်80ကျော်ပေါင်းနှစ်ပေါင်း160ရဲ့မြင်ကွင်းကိုလက်ဒီဆရာတော်ကြီးရေးတို့လက်ထက်မရော့တဲ့အပြင်နတ်ကိုယ်ွယ်မှုပိုးတောင်များနေတယ်မှန်ရလားအေးအဲ့ဒါတို့မြတ်တလွန်ဘုရားမှာဘုန်းကြီးတို့7ချိန်15ချိန်ရှိပြီတရားစကားများတော့ပြည်တန်ရှင်းရဲ့လို့တော့ဒီဘက်ဟာဒီနတ်ရုပ်တော့မရှိပါဘူးဂျိုးကိုလုံးထားတာဘုန်းကြီးတို့တော့သဘောမကျဘူးဒီဆိုင်မှာဘုရားပဲလူဘယ်ရကလူဘယ်နေ့လူဘယ်ချိန်လူကုသိုလ်ဟာကုသိုလ်ပဲမဟုတ်လားအေးဒါတွေကဈေးခေါ်ရုပ်တစ်ဖွဲလောက်ထား
ရင်ပြမော်တော့နိုင်ရမရှိဘူးအခုတော့မရောက်တာကြာသွားပြီရှိများရှိနေပလားပဲအဲ့ဒါကြီးတော်တော်အယုတ်ဆိုးတာတို့ဘုရားဟိုဟာနဲ့တိုက်ရနဲ့တိုက်ဟာရှိတော့ကနတ်ပူဇော်တယ်ဆိုတာသူ့နေရာနဲ့သူနတ်ကွန်းရှိရသွားအဲ့ဒီမှာပါစီမိရေချသင်တို့အတွက်ကုသိုလ်ပြုပေးတယ်သင်တို့သာဓုခေါ်ဒါပြောတာအဲ့တော့ဘုန်းကြီးတို့ကပြစ်ပေတာအသလုံးခောက်တာမဟုတ်ဘူးကုသိုလ်ပြုအမြဝေမေတ္တာပုတ်ပြီးပြီတတိတဏ္ဍထားကြမလိုပါဘူးမှန်ရလားဒါဖြင့်ဒီကအမြအိမ်ကနတ်အုံကြီးဖြုတ်ကြမဖြုတ်ရဲရင်ညာပြင်းချင်းလိုက်ခဲ့မယ်လေအဲ့ဒီနတ်အုံကြီးရောခုနဟောလားဟိုအခေါင်ရောအောင်ရောပေါ့နော်အဲ့ဒါတွေအကုန်လုံးသကောတဲ့ထပ်ပြီးတော့အေယာဝတီမြစ်ထဲမှာမျောလောက်ကြရှိရင်ဖြူเสียတော့လာလုတ်နဲ့လို့ပြောဦးမယ်မသာစုံမှဘုန်းကြီးဟန်တန်ခါပြောတော့ဂယုမဆိုင်ဘူးသူ့အမေရဲ့နင်လောက်ဘောနင်လောက်ပြောတော့သူတို့ကလက်ခံတယ်အဲ့ဒါသတိထားဒါကြောင့်ပြောတဲ့အခါကျတော့လေချွချွသားသားလေးနဲ့နော်ဇဂောတွေကိုအုံဒီရောပိုးတော်ရောဟုတ်လားခုနကဘုံမင်းကောင်းရောသူရသတိရောထားပြီးသွားကြတော့နော်ရေဘောလေတော်စီပါလို့ရေဘောလေတော်စီပါလို့ခရီးငယ်နေညနေညခရီးငယ်နေညနေညမြန်မြန်လေးဟိုတောင်ပြုံးသွားကြလေအောင်ကိုင်းမျောကြမလားဟောကြည့်တို့လူတွေတောင်းမခံဘူးတောင်းမခံရုံနဲ့မကဘူးဘုန်းကြီးတို့ကဟောပြီးတော့ပိဋကနောက်လိုက်သွားတဲ့ကသူတို့ကရှေ့မဲ့သွားနောက်ကဘုန်းကြီးရောက်နေမှပြီဘယ်ကောင်းမှာညီပြုကြတော့မြောက်ပြီတယ်သွားပြီးအုံသီးမပြုံးနဲ့တော့လောသထားလို့သေနေအောင်မယ်အစွဲကတော့လွန်မဲ့ပြိဿရေအဲ့တော့တို့ဗုဒ္ဓဘာသာဘယ်ခိုင်မြဲတော့မှာဒါကြောင့်လေဒီဆရာတော်ကြီးကရှေ့ဆက်လို့တကယ်ဆုံးလင်းအပေဘုံလာလိမ့်ွယ်လေဒီတိုင်းကမပြောမဆိုပဲဆက်လွတ်ထားရင်တော့ဗုဒ္ဓဘာသာဝင်တွေဟာဘယ်သွားကြမလဲရှင်းတော့ကကျောင်းဘုန်းကြီးနဲ့ကျောင်းတကာကျောင်းဘုန်းကြီးကလည်းလဲသလိုသားနေကိုလူရေကျောင်းတကာကလည်းစားသားသလိုသားစဖုံးဖရာလူတို့နဲ့ဖက်သက်စီပွားကြီးတစ်လုံးနှလုံးသုံးလုံးလေးလုံးဖေဒနာတိုက်တိုက်ရရရသိတိတသလို့ရေစွန်းတိတိစွန်းဘုရားမဟောတဲ့ဟာလေအခုကသတ်လို့သားရင်ကုသိုလ်ရမယ်ထင်းနေတာအညီနာမခံနိုင်ရင်သတ်လို့စားအလားထားနဲ့မတည့်ရင်သတ်လို့စားတောရဒုတိယဆောက်တည်ရင်သတ်လို့စားပိုက်ဆံကုန်မှဆိုရင်သတ်လို့စားဒါပဲအဲ့တော့ရှင်းတော့ကပုဂ္ဂိုလ်တော်ဦးကတောရဘုန်းကြီးသွားပြီးတော့တပည့်တော်မွေးနေတိုင်းသတ်လို့သားတာဘာအကျိုးရတယ်လဲဗျာတဲ့အဲ့တော့ဆရာတော်ကြီးကမဟုတ်တာလာမေးတော့ပြောရမှပြင်းတော့ကျောင်းဝင်းထဲမှာနွားသားအမောင်မြက်သားနေတဲ့နမကြီးကိုပြောအဲ့နမကြီးသွားမေးအဲ့နဲ့ဟိုကသုံးနဲ့နမကြီးတဲ့ဟိုကြောက်လေတဲ့ဟိုမွေးနေတိုင်းသတ်လို့သားတာဘာကုသိုလ်ရတုံးဆိုဟုတ်ပဲဖယားမဟောတဲ့အဓိပ္ပာယ်မဲ့အလုတ်တွေလုပ်နေကြတာဘုန်းကြီးပြောတာကတရားတယ်နော်အညီနာမခံနိုင်ရင်သတ်လွတ်စားအသားဓာတ်နဲ့မတက်ရင်သတ်လွတ်စားသုတ်တံမှာနေရင်သတ်လွတ်စားဒုဗိဒမြို့ကြီးပြကြီးနေတာပဲဒါအဓိပ္ပာယ်မရှိသတ်လွတ်စားရုံလေးနဲ့ဆိုတော့တော်တော်ကွာကြတယ်နောက်နမကြီးမေးပြီးမှစားကြနမကြီးကဘာပြောလိုက်တော့အဲ့ဒါဓမ္မကြီးမေးပြီးမှသားကြတော်ပြီဒါကြောင့်အဲ့ဒါကျောင်းဘုန်းကြီးနဲ့ကျောင်းတကာဖတ်စစီးပွားရေးတွေနဲ့လှုပ်သေးတဲ့အခါကျတော့အိမ်သာတဲ့လောက်ဖြစ်ကြတယ်ဗျာအဲ့တော့ကျောင်းတကာလောက်ပေါ်မှာအခြားလောက်တွေကကြော်လွားကြတော့ကျောင်းတကာလောက်ကမာနာစကားဆိုဟဲ့ကောင်းတဲ့မင်းတို့ကငါ့ဘောကြော်လားလွားလားနဲ့ငါဘာကောင်းမှလဲကျောင်းတကာလောက်ကွာကျောင်းတကာလောက်အဲ့တော့ဘေးကလောက်လေးကမျက်လုံးလေးတွေပြူပါးစပ်ကလေးတွေပြဲပြီးတော့ဩဇကပြောကြတယ်ဗျာကျောင်းကရင်မကြီးကလောက်ဖြစ်ရတယ်လားဗျာအဲ့တော့ကျောင်းကလောက်ကဘာပြောမှလဲ
ဘေးကောင်းနေတိုးတော့ပြောငါအောက်ကကျောင်းဘုန်းကြီးလောက်ကြားသွားအောင်မယ်အဲ့တော့တို့ဘုန်းကြီးသီလရှင်တွေကလည်းတရားဓမ္မကိုယ်ွယ်တာမှားယွင်းရင်အေးမေတ္တာစေရနာနဲ့နင်တို့လည်းအိမ်တော်သားမှုရှိပွားရည်နဲ့ဒါတွေလည်းအိမ်တော်သားမှုရှိပွားရည်နဲ့မကိုးကွယ်ကောင်းဘူးလို့ပြက်ပြက်သားသားပြောမှာပေါ့အခုတော့အာနာပါနာနုဿတိအာနာပါနာနုဿတိပြောလိုက်ရင်မထွက်မလူမတွဲမှာမလူမတမ်းမှာအဲ့ဒီလိုအောက်တန်းစားစိတ်သင်္ငယ်တဲ့စိတ်ပြောညံ့တဲ့စိတ်နဲ့ပြောရင်အာနာတရေအာပါလိုက်မဲ့ကြောင့်ကိုဝါနှုတ်စေကျွေးမိသလိုကျွေးမိသလိုရှင်ပြောပြောလေးနဲ့နာမဲပုံပေါ်တယ်ဘာသာကြီးကတပြေးပြေးတိမ်မြုပ်ပြောက်ွယ်တော့မယ်ဗျသဘောပေါက်ပြီလားဒါသဘောပေါက်ရင်ဆိုဗုဒ္ဓံတရဏံဟုတ်လားဆိုလေဆိုကိုတသက်တာကိုဝေယဖယားကဖြစ်ပါ၏ရှစ်ဆက်ဆိုကြပါဗျာဘုန်းကြီးတို့ခိုင်းတာကရှစ်ဆက်ဆိုပါလို့ခိုင်းတယ်တို့ပိဋကဗတ်တိတ်ဆွဲနေဒါဖြင့်ငါဈေးခွဲမှာချိုလင်းလေးတွေဝယ်ပြီးမူကြိုချောင်းအပ်ပြီတရဏဂုံသုံးပါးတောင်ကျူရှင်ပေးရအောင်မလားဘုရားပြီတရားပြီအမလေးဟဲ့မကွေးရဲ့ဝေးဝင်းနေတာပဲကောင်းတယ်ထင်ပါဟမ်အေးမကွေးမြို့တရားဟောရတာလူကိုလည်းရာဇာနေဝင်းကြလို့ထိုးလေးကတောင်းလေးကကောက်လေးကငါကိုင်းစို့ကိုတသက်တာဒီဓာတုပြီးတာပဲဗျာကိုင်းအခုဗန္တပါသီလဆောက်တည်ကြမလဲဗျာတက္ကလာ၅ပြားသီလတက္ကလာ၅ပြားသီလအေးဘာသာရေးမြင်ခွင့်ဝိနည်းရှုထောင့်ကကြည့်ရင်တရဏဂုံ၃ပါးဆုံးသည်နဲ့တပြိုင်နက်တည်းတို့ကြောင့်များမှာ၅ပါးသီလအလွတ်လွတ်တည်သွားပြီထမှန်ခံယူရမလို့ကျိုးသွားမယ်ပျောက်သွားမယ်ဆိုရင်တော့ဖြင့်အချိန်မရွေးပြန်ယူရသို့မှမဟုတ်ရင်တော့ဖြင့်၈ပါး၁၀ပါးဒီလိုအရှင်းမြင်သီလသာစောင့်တည်ရမှာအဲ့ဒါခက်တာအဲ့တော့ခဏပြုလုပ်ကြတဲ့ဘွဲကဘာတော့ကရုဏာရှင်နာယီကူညီမှုအသင်းတဲ့ဗျလေးနှစ်မြောက်အထိမ်းမှဓမ္မသဘင်ဆိုတော့ဒါဟာသိပ်ကြီးကျယ်တဲ့လုပ်ငန်းဒါကြောင့်ဘုန်းကြီးတို့ခေါင်းစည်းလေးပေးထားတာကရုဏာရှင်ဗုဒ္ဓဓမ္မမဟုတ်နာယီကူညီသူမြတ်ဗုဒ္ဓလို့ခေါင်းစည်းလေး2မျိုးပေးထားကရုဏာရှင်ဗုဒ္ဓနာယီကူညီသူမြတ်ဗုဒ္ဓဖယားကိုတော်တိုင်ဒီအသင်းအဖွဲ့ကိုဂယုတစိုက်အလေးပြုပြီးတော့မှတာထုခေါ်တော်မူတဲ့လုပ်ငန်းအဲ့တော့ဒုပရိသက7ပါးသီလတောင်ဆောက်တည်ဖို့ကောင်းဒါပေမဲ့ဘုန်းကြီးရေည7ပါးသီလပေးမယ်လို့ကြိုတင်နှိုးစော်မထားတော့ရွှေတွဲလဲငွေတွဲလဲတွေဝတ်လာ7ပါးသီလပေးလို့ဒါဒီချွတ်ရဖြုတ်ရတော့အိန္ဒိယပြတ်မှဆိုလို့ရှင်လဲဆွဲတာပြားလဲလျှောက်တာပေါ့ဗျာမှန်ရလားမှန်ပါဘူးဗျာရှင်ကဘယ်လိုလုပ်ဆွဲပြီးပြားကဘယ်လိုလုပ်သွားလျှောက်ဒီလူတွေစည်းဝေးရပြန်လာတာအကုန်လုံးမှန်ပါတယ်ကြီးပဲရှင်လဲ
ဘေးလျှောက်တာပြားလေအခုရှင်လဲဆွဲတာပြားလဲလျှောက်တာမှန်ရင်လားမဖေရတယ်အဲ့ဒါကြောင့်မို့ခုနကလဲဝလဲသားတွေလဲမချွတ်အိမ်တွေမပြတ်ရအောင်ရှစ်ပါးသီလစောင့်တည်ကြမယ်နာယီကူညီမှုအသင်းကိုဂုဏ်ပြုသောအဖြစ်မှန်ရလားကိုင်းဆိုတရှိတတဝါမတ္တပါဘာဝရသိက္ခာထိမ္မာဤကိုဆိုတဲ့စကားကိုနားလဲရလားသာဝရဆိုတာအမြဲဆိုတာဟာတော်တယ်နော်သာဝရဆိုတာအမြဲဆိုတာသာဝရဆိုတာပညာရေးဝန်ကြီးခန့်မှာသာဝရဆိုတာအမြဲဆိုတာသေတပန်းသက်ဆုံးကိုယ်ကြိုက်တဲ့မဲ့ချင်းချဖို့ပို့ချပရွက်မပွေးကစမတတ်မိအောင်ကြိုးစားဒီဝါရီဒီမူရေးပညာရေးနိုင်ငံရေးဘယ်ရေးကြောင့်မှသူတစ်ပါးအသက်မတတ်နိုင်အေးတိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ဟာဖြေရဘဝတိုင်းအသက်တိုးမဲ့အနာများမဲ့ရန်သူပေါ်မဲ့မကောင်းတဲ့ကြော်ကြမဲ့ရှိပွားပြတ်သေပြီးတဲ့အခါပဲရောက်သူတစ်ပါးအသက်ကိုမတတ်တဲ့ပုဂ္ဂိုလ်ကြဖြေရပါတဲ့အသက်ရှိမဲ့အနာကင်းမဲ့ရှစ်ခင်သူပေါ်မဲ့ကောင်းတဲ့ကြော်ကြမဲ့ရှိပွားဖြစ်မဲ့သေပြီးတဲ့အခါသုတိနာရတဲ့ကြိုက်ထာ၍လောင်းတဲ့တွေဘုန်းကြီးတို့ကဒုဋ္ဌာနဲ့ဆုံးမတာမဟုတ်ဘူးနှုတ်စကားနဲ့ဆုံးမအဲ့ဒီနှုတ်စကားကိုဒုဋ္ဌာထက်ပို့ပြီးတော့တန်မိုးထားမှဒီသာသနာတော်အသက်ရှိလိမ့်မယ်ဗျာအဲ့တော့ဒီမြင်ပြောစရာတွေလည်းအများကြီးဒါတော့ပြောရင်ဒုပရိသနားလည်းလောက်ပါပြီဆိုမပေဥစ္စာမခိုးပါသာဝရသိက္ခာထိမ္မာဤအဲ့ဒါလည်းသတိထားဒီဘဝစီဘဝလူမျိုးအိမ်တော်ပညာချမ်းမိုင်းနိုင်ငံရေးဘယ်ရေးကြောင့်မှသူတော်ပြည်မကိုးနဲ့မယူနဲ့မဖွဲ့နဲ့အနိုင်မကျင့်နဲ့မသိမ့်နဲ့သိရင်ခုနကပြောသလိုစီတဲ့ရေးဆဲတဲ့ကတဲ့အိပ်ပေါက်နဲ့ဖားကောက်ချင်းညာနဲ့ရေကိုတဲ့တယ်လို့ရှိပွားရေးအဖတ်တင်မှုပိတာကိုပစ္စည်းကိုညာတိမျိုး၅ပါးကအလွယ်တကူနဲ့ဖြစ်စီတတ်တယ်အဲ့ဒါကြောင့်မကောင်းတဲ့ရင်လည်းကြော်ကြားရှိပွားရေးနဲ့ပြက်နေပြီးတဲ့အခါဘယ်ငရဲရောက်တာမြတ်ပြည်သူမခိုးမယူမလူမရဲ့အနိုင်မကျင့်တဲ့ပုဂ္ဂိုလ်ဟာဖြစ်ရဘဝတိုင်းစီးပွားဖြစ်တယ်ဥစ္စာပေါ်မဲ့ရပြီးသားစီစဉ်နေတီးမယ်ရှစ်ခင်သူပေါ်များမယ်စီးပွားရေးအောင်မြင်မယ်ကောင်းတဲ့ရင်ကြော်ကြသုဂတိနာရွာသွားရမယ်ကြိုက်ရ၍လမ်းနဲ့တွေဆိုမပေဥစ္စာမခိုးပါသာဝရသိက္ခာထိမ္မာဤမမြတ်ခြင်းရာမကျင်းပါဗျာကိုယ်စကားကိုနားလည်တယ်ဆိုတဲ့အတိုင်းဖြင့်မမြတ်သောအကျင့်ကိုသာဝရဆိုအခုချိန်ကသာသေသည်အထိမကျင့်တော့ပါဘူးဆိုရင်ယောက်ျားတွေကဘုန်းကြီးဝတ်ပြီးတော့မိန်းမတွေကသီလရှင်ဝတ်ကြတော့မှာလားဒါကတရားနာယာထိမ့်မာဤတရားဝတ်ပြီးသဘောရှိကလောဟိဒါတရင်ကထိန်ရမှလားသာဝရထိန်ရမှလားလဲကွဲပြတရင်ကထိန်ရမှလားသာဝရထိန်ရမှတရင်ကဥပ္ပောဆောင်တို့ထိန်မယ်တရားနာရင်တရားနာတို့ထိန်ပြီးသဘောရှိကလောဟိပဲဆိုဇဂလိညာဟုတ်လို့လားထိန်ငေါထိန်ရမှာလားလူကြီးသူမိုက်ဟုတ်ပါဘူးလူကြီးသူရုပ်ဟုတ်ပါဘူးကလေးတငယ်များအတွက်ဥပုံပြင်လေးတစ်ပုဒ်ပြောပြတူမတို့ရေရှေးတော့ကဝါးတွေကိုနှိဖြာပုတ်တွေကက်တွေရက်ပြီးတော့ရောက်ဘယင်းရွှေနန်းတော်နာရောက်သွားတော့အမှုရနေရဟေ့ကဒါရွှေနန်းတော်ဒါဒီမရောက်ရဘူးဆိုတာမင်းမသိဘူးလားငါရောက်နေတော့နဲ့နေကျွန်းသွားဖြစ်လာတဲ့အရေးတော့လွတ်အောင်ယုံမအားသိပါလေဗျသိစမ်းလည်းမင်းဘာလို့လာတာလဲကွာကျွန်တော်ပုတ်တွေကထူလို့ပေါ့ဗျဘာတွေထူလဲကွာဘယင်းရှိတော်မောက်ရောက်မှပြောနိုင်မယ်ဗျဒါနဲ့ဘယင်းရှိနန်းတော်ရောက်မေတော်မူပါဗျသူပုတ်တွေထူတဲ့ဗျမောင်မင်းပြောတာဘယ်လိုထူလို့ထူသလားမမင်းနဲ့ထူမှထူဆမ်းမှဆမ်း
ကျွန်တော်မျိုးကြီးပုံမှောက်ပြီးတော့ကအထက်ဝင်ကြီးအထက်ကြီးနတ်ပြည်6ဓာတ်မြင်ပါတယ်အောက်ကိုကြည့်ရင်ငရဲကြီး7ဓာတ်မြင်ပါတယ်ဘုရင်မင်းတွေကသို့တော်မိစစ်ဖတ်စစ်ပုဂ္ဂိုလ်များမှမြင်နိုင်ပါလိမ့်မယ်ပိုင်လိုက်ပုံအဲ့ဒါနဲ့ရှင်နာတော်ကြီးဟွန်တာငယ်ရာကစပြီးတော့ကြည့်ခိုင်းတယ်အဲ့ဒီတက်ဝင်ပြီးတော့ကြည့်တယ်အထက်ကြည့်တော့လည်းပါအောက်ကြည့်တော့လည်းပါအဲ့တော့ပြင်ဘက်ကတော့မျောလင်းကြီးသွားတယ်ဟိဘာမြင်တော့အဲ့တော့မမြင်တာကိုမမြင်ဘူးလို့အမှန်ပြောရမှာ तू ကမပြောချင်ဘူးငါပုတ်တဲ့ရောက်နေတာသင်တို့သိတာမှမဟုတ်ပဲငါပြောသလိုပြီးရမှာပဲဆိုပြီးတော့မြင်ပါတယ်ဗျာနောက်တစ်ယောက်ဝင်တဲ့ပုဂ္ဂိုလ်တိုင်းကမြင်ပါတယ်ဗျာဘယင်တစ်ပါးပဲကြာတော့မှန်လားပါရှင်နာကြော့ရှင်ဘယင်ထိဗျာအလုံးသောဝန်ထမ်းတွေပြီးကုန်ပါပြီဘယင်ထိဗျာဥက္ကဋ္ဌတစ်ပါးသာကြာမာတော့သည်ဗျာကောင်းပြီဝင်းစီတော်တီးစေရှမ်းပြုတ်စီတော်ယွန်းပြီးတော့မှပရိသတ်ရေပုတ်ထဲဝင်ကြည့်တယ်အထက်ကြည့်တော့လေဘာမြင်အောက်ကြည့်တော့လေဘာမြင်ဘယင်ကကောက်ချက်ချလိုက်ဩဒီတဲ့ရောက်လာရင်တနိုင်ငံလုံးလိန်စားနေကြတာပါလားအဲ့ဒါနဲ့ပြင်ဘက်ကမူရရတာတွေကတို့ကတော့လေစာရေးတောက်ရေးတွေ့တာမသကလိန်လဲရထားဘယင်ရွှေကိုယ်တော်ကဘယ်လိုများပြောပါလိမ့်မှန်လားပါဘယင်ထိဗျာဘာများမြင်ပါလဲဗျာမေးလားအဲ့တော့သူတို့ကအလုံးမြင်ပါသည်ပြောပြီးငါမမြင်ဘူးမမြင်ဘူးလို့မှန်ကန်ပြောရင်ငါပဲယူကြငါမိဘနှစ်ပါးလဲကလေးကချေဖြစ်လိမ့်မယ်ထူပါဘူးမြင်ပါတယ်ဗျာကလေးတို့ရေပုံပြင်ကလေးကတော့ဒါပါပဲကွယ်ဇာကလိန်ညာအေးပုတ်ထဲကပြောတယ်လို့ပဲယူဆလိုက်ပါမယ်နော်မူရစ်သေးသာနိုးတောက်မှမဟုတ်ဘူးရှူရင်လည်းငရဲကြည့်တယ်ပိုက်နဲ့ထွင်းရင်လည်းငရဲကြည့်တယ်ရောင်းဝယ်ရင်လည်းငရဲကြည့်တယ်ဗျာဒါကြောင့်မသုံးပါပေါ့မူရစ်သေးသာနေလွယ်ညစာလုံးပြန်မလားမလိမ္မာတခါမိုက်သမြဲလေတခါမားရင်သာဘွာခါလို့နားထောင်ကောင်းနာခဏမားရင်တော့မလွယ်ဘူးနော်အဲ့ဒါတရားနာရထိမ့်မာဤသို့မဟုတ်ဥပုသ်သောက်ရထိမ့်မာဤတရားဝဲပြီးရင်အိုးလုံးပေါက်ခွက်လုံးမျိုးသဘောရှိကလောဟိကိုက်ဆိုကားပွဲရှုမြင်အလားပြင်းတရားနာစဉ်ထိမ့်မာဤဥပုသ်ဆောင်စဉ်ထိမ့်မာဤဘုရားဖူးစဉ်ထိမ့်မာဤဒါကြောင့်ဘုန်းကြီးတို့မြန်မာအမျိုးသမီးငယ်များဟာအခုကိဩစားစီရင်မှုတွေကသိရန်ကားလွန်းဘုရားသွားကြောင်းတဲ့တောင်မှလေဗိုက်ပုတ်ကြီးတွေနဲ့အိန္ဒိယသည်ဗုဒ္ဓနာမည်ဖြစ်၍မျိုးသမီးများပေါင်းမလက်တို့ပေါင်းမလက်ချစ်စက္ကရှည်ပြဲနဲ့နောက်ကွယ်မဟုတ်ပါနဲ့အဲ့ဒါတက်ကဝိမိတ်အောင်ဝသေးတယ်မဟာမြတ်မုနိရွှေတကုတ်ရွှေဆက်တော်ကြိုက်ထီယမြန်မာပြည်အဓိကရဘုရားလေးသွားကြတဲ့အခါမှာအဲ့ဒါခုနကမိမတွေကပေါင်းမလက်တို့ပေါင်းမလက်ချစ်စက္ကရှည်ပြဲနဲ့နောက်ကွယ်ဝတ်နေကြစဉ်စားစားလဲလောက်ကြနောက်ပွဲကြီးဟုတ်ပြီးတော့ဘုရားကုန်းဥချနေလို့ခွေးရမြန်ပေါင်မုံထောပတ်သုံးတယ်မာရင်တော့ပြီးပြီသိရုံမှလွန်အားကြီးနေပြီနော်မာရလားအရက်ထဲမှာအရှက်မရှိတုံးလုံးချွတ်နေမပြောဘူးဥပုသ်ဆောင်ရဘုရားဘူးရတန်ငါတွေ့မဲ့နေရာရတော့ဒါလေးတွေထိမ့်သိမ့်မှုကောင်းတာဩမှန်ရလားကောင်းပြီတဲ့ဘုန်းကြီးတို့ကဗလိုင်းခောက်တာမဟုတ်ပါရှေးဆောင်လမ်းပြမရှိလို့မလိမ္မာတခါမိုက်ကြမြခွန့်လွတ်နိုင်ပါတယ်အခုဘုန်းကြီးနဲ့သီလရှင်ဒါဘာသာကြီးကောင်းဆောင်ဘုန်းကြီးဆိုတာကိုရင်ဥစဉ်ဝိရင်ဥစဉ်များမှာအောက်ကသိမဲ့ဘယ်နှထဝဲရလဲပိဋက
ဂိုင်းဘယ်လိုလုံးမလဲဂိုင်းဘယ်လိုလုံးမလဲအဲ့တော့အမျိုးသမီးများသင်္ကန်းမောကောင်းလို့မပြောနိုင်တာထားဖို့ခွင့်လွတ်တယ်ဗုဒ္ဓဘာသာအမျိုးသားမှန်ရင်ကိုရင်တော့မောခဲ့ကြလားကိုဝတ်တဲ့သင်္ကန်းဘယ်နှတရှိမှမသိတော့သင်္ကန်းကိုအဟွာနဲ့ထိုးပြီးပြန်ခဲ့ကြတို့ဗုဒ္ဓဘာသာတွေကသိအောက်ချင်လွတ်ကုန်ပြီတော့မထခုနှစ်ထပရိသတ်ရေရှေ့ကအထထဆိုပြီးဖုံးလွှမ်းတာနတ်ပြည်ကကိုရင်လေးတွေသွားကြည့်ဦးစင်းတွေတော့သွားမကြည့်နဲ့ဦးစင်းတွေကပြမှာမဟုတ်ဘူးလေကိုရင်လေးတွေကသာသိခံပြီးတခါကြီးကြည့်ဆိုပြမှာကိုဗျာအေးအဲ့ဒါပဲဗျာမနထလဲခုနှစ်ထဗျာရှေ့ကကာတာအခုမျိုးသမီးတွေရှေ့ကလည်းတလွာလေးနောက်ကလည်းတလွာချင်းရှေ့ကလည်းပြည့်နောက်ကလည်းကွဲတကိုယ်လုံးလည်းရကြမရှိတော့ဘာတွေဖြစ်ကုန်ကြနောက်သီလရှင်ဒါမျိုးသမီးကောင်းသူတို့ရဲ့အထက်ပိုင်းကြည့်လိုက်အတွင်းကချွေကအင်ကြီးပြင်ဘက်ကအင်ကြီးလက်ရှိသူတို့မှအင်ကြီးလက်တော့မရှိဘူးဂိုက်ကြီးကိုယုံပုံမှန်အခါ၄တက်ပုံလွှမ်းတာလက်ဘင်းကကျယ်သေးကလေးတွေအကြိတ်ကလေးတွေမြတ်ပိတ်ပိတ်တဲတဲလုံးလုံးချုံချုံခဏမြန်မာမျိုးသမီးလောကဝတ်ထားတဲ့အဝတ်ကလေးတွေကလေနောက်ကနေကြည့်ရင်ရှေ့ဒူးရပေါက်မြင်တယ်ဗျာရှေ့ကကြည့်ရင်လည်းနောက်ဒူးရပေါက်မြင်တယ်ဗျာရင်လေးတွေခြိုက်ထားတာသိမများဘူးချက်ရောက်ဘုန်းကြီးတွေဆွမ်းကားရင်တော့မှမျက်စိမိတ်ပြီးတော့အကခါရမယ့်ပုံစံမျိုးပေါ်နေအနန္တလူရှင်တော်ကပ္ပိယရှိရင်တော့မချောက်ဘူးလက်ပရိလွန်သွားရင်ကိုတာဝန်မယူသိရိုင်းဆိုင်ရုံမှလွန်အားကြီးနေပြီရှေ့ဆောင်လမ်းမြသံဃာတော်များသီလရှင်များရှိနေပြီလေဗျာမှန်ရဲ့လားဒါကြောင့်ကာဘွယ်ရှုမြင်လာပြင်းတရားနာခြင်းထိမ့်မာဤဥပုသ်ဆောင်ခြင်းထိမ့်မာဤဘုရားဖူးခြင်းထိမ့်မာဤမြင့်မြတ်နေရာဘာလဲနာမကျော်အဆိုကျော်ဖြစ်ရှင်တော့ဒီတော့နီတာလို့ထားလားပြီးပြီဆိုပါမြင့်မြတ်နေရာဟောပုတ်ထဲပြန်ဝင်သွားရပြန်မလားဒါကတရင်ကတခဏထိရမတရားနာရထိမ့်မာဤဥပုံစောင့်ရထိမ့်မာဤသာငါတွေ့ရထိမ့်မာဤအဲ့တော့ဘုန်းကြီးသီလရှင်ဆိုတာဘာသာကြီးကောင်းတယ်ရွာဗျာရွာသားမကြည်ညိုရွာနာကမြက်ရွာနွားမစားကိုဘာသာဝင်လူတွေကဘုန်းကြီးသီလရှင်ကိုမလေးစားစပင်းကလေးနဲ့ရှွတ်ခြံကလေးနဲ့ရှွတ်ဒီလိုဆိုရင်တို့ကဟာလားဘာသာခြားလူမျိုးကြားတွေနဲ့လက်ပေါ်တတိနေရရင်ဘယ်သူကလာလေးပြုံးတော့မှလဲဒါကြောင့်စပင်းနဲ့ဆိုင်ကယ်ဆိုတာကိုယ်ပိုင်မျက်စိရချင်ရရလို့ရတယ်ရှင်းရင်ရရှင်းလို့ရရှင်းမြန်တော့လည်းပဲစပင်းဆိုင်ကယ်ဘောကခြေတော်လေးလွှဲဖတ်စက္ကန့်မိုင်းပဲကြာတယ်10မိနစ်တောင်မကြာဘူးခါရဝနိဝတ္တတရားတွေဒုပရိသသိမ့်နေပါကုန်ပြီအေးအဲ့ဒါဒီအထုသတိရှိရမယ်မှန်ရလားဒါဒီသိရေးကြည့်တယ်အဲ့တော့အချင်းချုပ်ပဲပြောမယ်